ကပါပြီးသား ရစ်တာလက်ဆောင်ထည့်ပေးတာ ခိုင်ကြီးလေးဘာဂိမ်းထဲမလဲ ဟမ်ဘာပြောလဲ ဩဟိုဘာဂိမ်းထဲမလဲလို့ ခင်းရတော့ဘူးမှစဆုံးတာဗျဘာမင်းလေးဆိုရင်ကောင်းတယ်ကြင်ကြင်ပေးပါ အဲ့ဆိုရင်အားလုံးစော့နေတဲ့ GT5 တွေစော့ကြည့်ပါလားကားတစ်ခုငါတခုခင်းရထွက်လို့ နွားမဟုတ်ဟေးကအရေးတဲ့ငယ်ဘောသတိရနေသေးတယ် အဲ့ဒါလာပဲယူမလေးထည့်ပေးလိုက်နော် โอเคဟွာဂိမ်းက5 side ကြီးတော့ space ရောလုပ်ရလား space ခဏနော်ရအပေါ်မတောင်းနဲ့နော်ကျွန်တော်ခုနမှဝယ်လာကျွန်တော်တော့ချန်တာ ဘောက်တာအဲ့ဒါ ခုနပဲစပီလို့ စပိပြောတာမဟုတ်စပိ head disk ထဲမှာ gain ထဲဖို့အတွက်နေရာလို့ရှိသေးလားလို့မေးတာ အတိုးပြောပါဗျာကျွန်တော်ကြားပါတယ်အမှန်နားလေးနေတာဒါပြီးတော့စပီရရှိတယ်ဟက်တွေထဲမှာနေရာလို့လေအမိလူပါအောင် โอเคအဲ့ဆိုရင် copy ကူးပြီနော် ကော်ဖီတိုင်းမို့အားနာတဲ့အကြီးကလည်းကော်ဖီတိုင်းမျိုးဆိုရေခဲလေးပါထည့်ပြီးနော်ဒီမှာနည်းနည်းပူလို့ပါ ဟာ coffee မဟုတ်ဘူး copy ဒီ set ထဲကို gain ကူးမယ်လို့ပြောတာအမလေးပြောတာမောလိုက်တာညီလေးအခုရေလေးနဲ့တော့ပေးပါကွာအေးမောလိုက်တာကွာအရှာတော်ထွက်တော့မယ်ပြောရတာ လာပြီးတော့လူငန်းဟိုချိုးမြချိုးလာပြော ဒါကြောင့်ကြားရဟလား ကြားတယ်လာပြီးတော့လူဘာမှလည်းမသိဘူးဒါမင်းနေကော်ဖီကူးစရာရောက်ဘူး ပြပါကွာသူကငါ့ကိုပြန်လာဟောက်မယ် ဂိမ်းကူးနေတော့မေးရအောင်ဖုန်းနဲ့တနက်ပြတာဆိုရင်ဘယ်ဂိမ်းကောင်း ပတ်ကြီးကြိုက်လား ဘကြီးကကျွန်တော်ကြိုက်တော့ကြိုက်တယ်ဒါပေမဲ့မစွဲတတ်ဘူးဗျကျွန်တော်ဘကြီးရိုးလိုလူပညာကိုခံစားမယ်ဆိုကျွန်တော်ဒီလိုတစ်စိမ့်သိမ့်ကြည့်ပြီးတော့ရှင်ဘကြီးနဲ့ခံတယ် ညီလေးငါပြောတာကပကြီးမဟုတ်ဘူးပတ်ကြီး PUBG ဟဲ့လားကျွန်တော်ခုနလေးဒီမှာစော့လာကျွန်တော်ကွန်ကွာတောင်ရောက်သွားပြီလေ ဟာကွန်ကွာအောင်ရောက်သွားပြီသူတို့စော့လူမင်းတို့စိတ်ဒုက္ခပေးခဲ့တာပဲနော်အော်မဟုတ်အတူစော့လူအများကြီးရှိမှာပဲလို့အဲ့ဒါပြောတာ ကောင်းမောင်းတဲ့ဂိမ်းတွေကဘာတစ်ထွက်ထားတာကြည့်တယ် ကောင်းမောင်းတဲ့ဂိမ်းတွေကဆိုရင်ဟွာ Forza ယူလား Forza ဟာခေါ်တာရောကျွန်တော်တရေမှမဟုတ်တာလူပြလူ ဟာငါတေးလိုက်ချင်တော့တယ်ခေါ်တာမဟုတ်ဘူး Forza Horizon 5ကောင်းမောင်းတဲ့ဂိမ်းကိုပြောတာ အဲ့ဒါလည်းယူမယ် ဟာအဲ့ဒါ copy ကူအမဟုတ်ဂိမ်းဟွာ hard disk ကူးထည့်ပြီနော်အဲ့ဒါပြောတာရပြီနော် Forza ဂိမ်းကကားတွေကုန်ပွင့်ပြီးသားနော်ဩကပါပြီးသား ရစ်တာလက်ဆောင်ထည့်ပေးတာ ဟမ်ဘာလို့ပြောနေ ဟိုဘက်ကတော့ဂိမ်းကအော်ကာ မပြောနဲ့ copyright မိမယ်မဟုတ်ဘူးပြောချင်တာဂိမ်းထဲမှာကားတွေကုန်ပွင့်ပြီးသားလို့ပြောတာနော်ရပါပြီပြန်มาတော့ ဘယ်လောက်ကြာလဲဗျ 9000ပါ တန်လိုက်ဂိမ်းများကြီးကူတာတော့2000နဲ့ဈေးလျှော့ပေးတာဘာဗျာကောင်မလေးနဲ့ချိန်ထားလို့ ဟမ်ဟေးဟာ9000 2000နဲ့ပေးသွားပြန်ပြီကွာဘယ်လိုကောင်လေးလာတွေ့နေလဲမသိဘူး ဒါလေးကြအောင်ဆောင်လိုက်တာဒါတော့မဖတ်တာကောင်မလေးကိုဘယ်ပဲကြီးဝယ်တိုက်ရ